Hello မောင်မောင်ဟိုဒီနေ့အားရမလာရင်မောင်နဒီတို့တခါမှလည်းအပြင်မှာမစုံဖြစ်သေးရောလေအဲ့ဒီနေ့မနက်စာလေးအတူတူစားရနေတွေ့လိုက်ကြမလားလို့မောင်ဒီနေ့အားရမလာရင်ဟိုလေမမေကိုခွင့်ပြုချက်တောင်းရအောင်ပါမမေခွင့်ပြုတယ်ဆိုလာလို့ရမှာအဲ့တော့မမေခွင့်ပြုတယ်ဆိုရင်ဘုံမြတ်ဆက်မယ်နော်အင်းမပြီးရောအဲ့ဆိုလို့ရှိရင်မောင်ဟိုနဒီစောင့်နေမယ်နော်ပြန်ပြောပြအောင်နော်Morning မမေအေးတာနိုးပြီလားလာ breakfast တစ်ခါလေးစားလိုက်တော့ ready ပဲမမေဘလီတာအပြင်သွားဆရာရှိရယ်ပြင်ဝိုင်းစားရတော့မယ်လीနော်အပြင်မှာမစားပါနဲ့တားရဲ့အပြင်စားရတတ်တာမှမဟုတ်တဲ့ဟာကြီးကိုအိမ်မှာပဲစားအမေကမနေ့တည်းကလှုပ်ထားတဲ့ဟာကြီးကိုပြီးတော့အပြင်သွားဖို့လည်းမစင်းစားပါနဲ့တားရဲ့အမေကလေပြီးသွားရင်သွားစရာကြီးများတပိုးကြီးပဲတားလိုက်ပို့ပါမှာနော်ဟုတ်ကဲ့မမေအဲ့ဒါစားပြီးသွားရင်အိမ်လေးပြီးတော့အပြင်သွားကြမယ်နော်ဟုတ်ကဲ့မမေတာဟိုတာဘယ်သားမလို့လဲဒါသူငယ်ချင်းနဲ့ချိန်တာရှိလို့ဒါရတတွေးမလို့အေးအဲ့ဒါဆို9နာရီတိတော့ပြန်လာနော်10မိနစ်တောင်မဆုံးစင်နဲ့ကြားလားမမေခု4နာရီတောင်သုံးနေပြီလေဟိုသားရဲ့ရှာရှည်လိုက်တာအမေက9နာရီပြန်လာဆိုပြန်လာခဲ့ပေါ့နေပါရင်ထုံးတက်နေရတယ်ငါအကြောင်းနင်သိရနော်ပြန်လာဆိုပြန်လာခဲ့ကြားလားဟုတ်ကဲ့မမေသွားကွာကိုလည်းယူဆိုင်သွားအောင်နော်နောင်ကြားစင်နဲ့နော်9နာရီတိမောင်ဘာဖြစ်လို့တစ်ချိန်လုံးနိုင်ပဲကြည့်နေရလဲမမေက9နာရီရောက်ပြန်လာခိုင်းရတာ9နာရီပြန်မရမယ်ဟောမောင်ကလည်းအခုမှ4နာရီခွဲပဲရှိသေးတာအစောကြီးရှိသေးတယ်ဟိုပြီးတော့9နာရီတော့မပြန်ပါနဲ့မောင်ရဲ့ကိုကောင်မလေးနဲ့ကိုချစ်သူနဲ့တခါတလေတွေ့ရတဲ့ဟာကို6နာရီမှပြန်ပြီနော်မောင်နော်15မိနစ်ပဲလိုတော့တာ9နာရီထိုးမောင်ပြန်မရတော့မယ်နော်ပြောလိုက်မိကမောင်ရဲ့မှားပါတယ်ငါဘလို့ဟာနဲ့တွဲထားမိတော့မသိဘူးနဒီအိမ်ရှိရောက်နေရလားမမေတိရင်တော့ဒုက္ခပါပဲဘာတမ်းမှမထွက်နဲ့နော်တိုးလေးနေအခုမောင်အိမ်ရှိလာခဲ့မယ်နဒီရဲ့ဘာလို့အိမ်ကြီးလိုက်တာလဲမောင်ကလည်းမောင်နဲ့တွေ့ချင်လို့လိုက်လာလေမောင်နဲ့အပြင်မှာတွေ့လို့ရှိရင်လည်း15မိနစ်တောင်ပြည့်အောင်မတွေ့ရအောင်မောင်မမေပြန်ခေါ်လို့ဆိုပြီးတော့အများနဲ့လိုက်သွားရတာအခုလေနဒီမှာမိန်းကလေးတမ်းမယ်နဲ့မောင်ကိုတွေ့ချင်လို့ဆိုပြီးတော့မောင်အောင်ရှိတီရအောင်လာတွေ့တာအနီနဲ့တွေ့တော့လည်းဘာဖြစ်လို့လဲအနီတွေ့ကလက်ဆောင်တွေတောင်ဝင်လာသေးတယ်အနီနဲ့တခါတည်းထဲဝင်တွေ့လိုက်မဖြစ်ဘူးမမေကအဲ့လိုအိမ်လာတွေ့ရတယ်မကြိုက်ဘူးကြည်လားမင်းတိတက်လိုက်မယ်နဒီရဲ့သွားပါတော့နော်နဒီသွားတော့မောင်သွားပါတော့နဒီရဲ့နေရတယ်ကန်လိုက်တယ်ဘယ်သူစနေဟိုလေသူငယ်ချင်းဘောလုံးကမှုခေါ်နေတာဒါတော့တိတ်အရင်မကြည့်ဘူးမမေဟုတ်တငယ်ချင်းမသားရဲ့ကန်လိုက်ပေါ့ဘာဖြစ်လို့လဲအရင်မှမကြည့်ရမမေရဲ့ပြီးမှတားခတ်လိုက်မယ်နော်ဒါမေကိုလိန်ဖို့စဉ်းစားမနေနဲ့ဒါရီစားရနေမလားဟုတ်တယ်မမေဒါရဲ့ရီစားထားမယ်ဆိုမေကိုကြိုပြောလို့ပြောထားရလေပြောဘယ်ကောင်ပါလေလဲဘသူသမီးလဲဘာလုပ်တာလဲဒါမေကိုအကောင်လုံးမှန်တိုင်းပြောနော်မထူပါဘူးသားရဲ့ကောင်မလေးကိုအမေပါတခါလေးလိုက်တွေ့လိုက်မယ်လေတာကူအဲ့ကောင်မလေးဖုံးဆက်နေရမလားဂိုင်လိုက်လာတွေ့မယ်လို့ပြောလိုက်အမေပါတခါလေးလိုက်ခဲ့ပြောလိုက်တွေ့မယ်လေနော်ဒါအိမ်ပါသွားလိုက်တခါလေးနော်ဟုတ်ကဲ့မမေဒါခုပဲပြောလိုက်မယ်နော်အေးပြဟာလေမတိကိုမောင်မိတ်ဆက်ပြရအောင်မေဒါမောင်ရဲ့မမေလေးဟုတ်တယ်သမီးလေးကိုလေအပြင်မှာတွေ့ချင်နေရချပြီသမီးလေးအပြင်မှာလည်းတော်တော်ချစ်စရာကောင်းတာပါအန်ဒီကလေသားလေးကိုသမီးနဲ့တွဲလိုက်ဆိုရင်အငြင်းတွဲခိုင်းလိုက်တာချစ်စရာလေးဆိုပြီးတော့လေသမီးပြောစရာတခုရရှိသားကလေကြီးစားတစ်ခါမှမထားဘူးသမီးရဲ့အဲ့ဟာမလို့လေအတွေ့အကြုံကလည်းသူကသိမရှိဘူးသမီးရဲ့အဲ့ဟာနဲ့လေဒီနေ့လည်းသမီးကိုလာတွေ့မှာကြောက်လို့တဲ့အဲ့နဲ့အန်ဒီကလိုက်လာပြီသမီးစိတ်ထဲမှာလေဘာမှစိတ်အနှောက်အယှက်မဖြစ်နဲ့တော့အန်ဒီကဒီဝိုင်းမှာမထိုင်ဘူးဟိုဘက်ဝိုင်းမှာသွားထိုင်နေမှာသိလားသမီးအေးစိတ်လွတ်စကားပြောသိလားအန်ဒီဘာမှဝင်မပါဘူးနော်တားထိုင်နေလိုက်မယ်သိလားမေးစိတ်ချမယ်နော်ဟိုလေးစကားပြောလေစကားပြောလေဟဲ့လက်ကိုက်
စိတ်ကမရှိတော့ဒါရဲ့နင်ကလေဟိုချစ်ချောင်းကြိုက်ကြောင်လေးပြောလေတဆတွေ့တော့ဟိုသူ့ကိုဘယ်လိုမျိုးသဘောကျတာဘယ်လိုမျိုးမြင်ချစ်ချစ်တာအဲ့လိုပြောရမှာလေဒါရဲ့ဟိုပြီးတော့နှစ်လေးပါလေကင်ကြလေဟဲ့နင်တို့နှစ်ယောက်ကလေတမီးစားလာတွေ့ရဟောတားကိုမကြောက်နဲ့တမီးဘာမှစိတ်ထဲမှာမထားနဲ့နော်ဒါကြီးစားမထားဘူးတမီးရဲ့ပြောလေပြန်မလာသေးဘူးလားဒါရဲ့မိုးချုပ်တော့မယ်မမေပြန်လာတော့မေခုချင်းပြန်လာခဲ့မယ်နော်ခဏလေးပဲစောင့်နော်အော်တားရဲ့မင်းမြန်ပြန်လာခဲ့ဒီမှာမိုးကချုပ်တော့မယ်မင်းကစိတ်ပူနေပြီအိမ်မှာထိုင်ရမလို့ထားရမလို့ဖြစ်နေတာတားမင်းမြန်ပြန်လာခဲ့နော်ဒါလေးနော်ဟုတ်ကဲ့မေဒါပဲနော်နတီဘာဖြစ်လို့လဲညနေရရှုံးမဲ့နေရပဲဟောဘိုင်းအောင်လို့မောင်ရဲ့နေရထိုင်ရဘလို့မှအဆင်မပြေဘိုက်ကတော်တော်အောင်နေအိမ်သာတက်ချင်လို့လားအိမ်သာဟိုတည်းမှရှိရလေအိမ်သာမောင်ကလည်းဘာတွေပြောနေမှလည်းမသိဘူးperiod ဖြစ်နေလို့ဘိုက်ကတအားအောင်မျိုးထိုင်တော့မထိုင်နိုင်ဘူးperiod ဖြစ်တယ်ဆိုတာမမေပြောတာမောင်ကြားဘူးလားရှိရယ်ယူနေအိုးဘိုက်မှာကတ်လိုက်ပျောက်တယ်မောင်ယူနေအိုးတော့ရှာလိုက်ရမလို့ခုချင်းနေဘိုင်းအောင်မှဆို तू ကတမျိုးဘာတွေပြောနေမှမသိဘူးဟုတ်ပါပြီမေချစ်တဲ့သားရဲ့ကျမဒီမှာဘိုင်းအောင်နေအောင်ရေတွေအိုးပူကတ်မှာတော့သေဖို့ပဲရှိတော့တာဗောမသိရင်လည်းမသိသလိုနေပါတော့လားဘိုက်ကအောက်မှာဆိုစိတ်ညစ်တယ်တကယ်ပဲတာဟို15မိနစ်ရှိပြီတာဟိုပြန်မလာသေးဘူးလားဗျာမမေပြန်လာတော့မယ်တာခုချင်းပြန်လာတော့မယ်နော်ခဏလေးပဲစောင့်ခုလာပြီနော်မမေနော်ဟုတ်မောင်အဲ့ဒါဘယ်လိုဖြစ်တာလဲအခုမှရောက်တာ9မိနစ်တောင်မပြည့်သေးအခုချက်ချင်းပြန်ရတော့မယ်ဟုတ်မမေကို15မိနစ်လိုပဲပြောထားတာခုချင်းပြန်မရမှာမို့မောင်ရဲ့ဒီမှာဘိုက်တလောက်အောင်နေတာနတိကိုဒီပန်းချံမှာတယောက်တည်းထားခဲ့ပြီးတော့မောင်မမေကိုသွားပြန်တွေ့မယ်မောင်လုံးဝမရအောင်နော်မပြန်ရအောင်ဒီမှာပဲနေရမှာအခုချင်းပြန်မရမှာမမေစိတ်ပူနေပြီမောင်အဲ့လိုတွေဆက်လုပ်နေမယ်ဆိုလို့ရှိရင်နတိနဲ့လုံးဝလာမတွေ့နဲ့တော့နော်နတိရဲ့အဲ့လိုတော့မလုပ်ပါနဲ့မောင်တောင်းမှမှာနတိယူဆိုင်နော်သွားပြီမလေးခုမှပဲတက်တောင့်တက်တာရှိတော့တယ်ဘာလို့လဲဘယ်သူမှလာမယ်လို့လည်းမပြောထားပါဘူးရှင်ဘာလာလို့တာလဲရှင်ကကျွန်မတက်တက်လုံးလာမတွေ့တော့နဲ့လို့ပြောထားရလေဘာလဲအခုလည်းရှင့်မေမေရဲ့ရှင့်ကိုလာတွေ့ခိုင်းလိုက်တာလားနတိကိုမောင်တောင်းမှဖို့လာတာပါဒီရက်ပိုင်းနတိကိုလေမောင်ပြစ်ထားမိလို့ဖြစ်သွားကြည်လားအခုနတိကိုပြန်ပြီးကြည့်ဆိုင်ပြီဖို့မောင်ပြန်လာတာအခုလိုချိန်မျိုးမှာနတိဘယ်လိုနေထိုင်ရမလဲပြီးတော့ဘယ်လိုစားတောင်းမလဲကစားမောင်အားလုံးတည်ပြီးသွားကြည်လားဟာလဲအဲ့ဒါရောရှင့်မေမေကပြောလိုက်တာပဲလားဟုတ်ပါဘူးမောင်လေးရှူရခဲရဲ့ application ကနေမောင်တည်လာတာရှူရခဲဟုတ်ကျမရှူရအောင်လို့တည်ရရှူရခဲမှာ app ကိုရှိရလားဟုတ်တယ်အဲ့ဒါတည်လာတာရှူရဆိုစိတ်ချရပြီသားပါရှင်းပြပါအောင်အဲ့ app ကြောင်းလေးလေလေဟိုသမီးအနီရောက်လာပြန်ပြီနော်အနီဟေးဟုတ်တယ်သမီးရဲ့ဒါကလေဒီရှူရက period tracker application လေးဘာမှသိချာမသိဘူးအန်ဒီကပိုသိတာအဲ့ဟိုသမီးကိုသိချာခါနာပြောပြချင်တယ်အန်ဒီကလိုက်လာတာရှူရက period tracker application လေးမြန်မာနိုင်ငံကနေပြီးတော့ပထမဆုံးထုတ်လိုက်တဲ့ period tracker application သမီးရဲ့သူကလေဟို iOS မှာလည်းသုံးလို့ရ Android မှာလည်းသုံးလို့ရပြီးတော့လေသူ့မှာပါစက်တာရဲ့အကုန်လုံး free သုံးလို့ရတာသမီးရဲ့အရန်အဆင်ပြေတာသမီးရဲ့ဟိုပြီးတော့လေမြန်မာဘာသာရောအင်္ဂလိပ်ဘာသာရောသုံးလို့ရတဲ့အခါကျတော့လေအန်ဒီတို့လူကြီးရဲ့တော့အဆင်ပြေရဲ့ဟိုသူကလေဘယ်အထုတ်တာလဲဆိုတော့ရှူရလေသမီးရှူရသမီးသိရမှာလားသိပါတယ်အနီရှူရသမီးအများနဲ့သုံးနေသမီးသိရဆိုတာနဲသေးတယ်သမီးရဲ့သူ့မှာလေမျိုးသမီးလားစင်သုံးပစ္စည်းရဲ့ပြီးွားတဲ့ခါကျမျိုးသမီးသက်စင်စီးလေအဲ့ဟာဘာထုတ်ထားတာသမီးရဲ့အမလေးသိပါတယ်အနီရဲ့သမီးကလေရှူရကိုတစ်ခါသုံးပြီးရတယ်သူ့ရဲ့ထွက်တဲ့ product တိုင်းအကုန်လုံးကိုသုံးတာသူကကျမရေးထောက်ခံချက်ရရှိထားလို့ဆိုပြီးသမီးကယုံကြည်စိတ်ချစွာနဲ့သုံးတာ premium quality ထုတ်ထားတာအနီရှူရသမီးအများနဲ့သုံးနေကြအဲ့လောက်တော့သိတယ်အနီဟုတ်တယ်သမီးရဲ့နတ်သမီးကလေဒါမျိုးကြတော့သိတော့သိတာပဲတော်သားပဲဒါမဲ့သမီးမသိတာရှိသေးရဲ့လေရှူရက period tracker application ကိုသမီးမသိသေးဘူးမလားအဲ့ဒီကြောင့်လေအန်ဒီသေချာရှင်းပြမယ်ဟုတ်ကဲ့ဟုတ်အရင်တော့သမီးဖုန်းထဲမှာထောင်းလိုက်ပါလားသမီးရဲ့တခါလေအန်ဒီတခါလေးရှင်းလို့ရအောင်လို့လေဟုတ်ကဲ့ဟုတ်နော်အမကြီးဒီလိုတော့
ရှူရခဲ app ရဲ့အဓိကလှုပ်ဆောင်ချက်တွေကတော့ Furious Truck ကယာတီဆက်ဝန်းမှတ်တမ်းမိမလလေးတွေရဲ့လစဉ်ယာတီမှန်ကန်မှုရှိမရှိနဲ့လာရမယ့်ရက်ကိုကြိုတင်တွက်ချက်အသိပေးမှာဖြစ်ပါတယ်ပြီးတော့ Furious လာတဲ့အချိန်မှာဖြစ်တတ်တဲ့ယောဂဝေဒနာများနဲ့စိတ်ခံစားချက်များကိုလည်းမှတ်တမ်းတင်ထားနိုင်ပါတယ်ရှင်။ပိုကောင်းတဲ့အချက်ကတော့ Furious ရဲ့ပထမရက်တိုင်းမှာနှိပ်ရမယ့် clip လေးကိုနှိပ်ခဲ့မယ်ဆိုရင်နောက်လတွေမှာလည်းရက်ကျော်သွားတာမျိုးရှိလို့ရှင်ရှူရခဲလေးကနေပြီးတော့ reminder note လေးတွေပို့သွားပြီးတော့မှာဖြစ်ပါတယ်ရှင်။တစ်ခုအနေနဲ့ကတော့ ovulation tracker သားဥကြွေရွက်တွက်ချက်ခြင်းဒီ tracker လေးကတော့ကိုဝင်ဆောင်နိုင်ခြင်းမဆောင်နိုင်ခြင်းကိစ္စရက်တွေအတွက်များစွာအရေးပါတဲ့သားဥကြွေရွက်ကိုတွက်ချက်ပေးမှာပါမိမိအနေနဲ့ကိုဝင်ဆောင်လိုလျင်တော့၎င်းအရာရာအစင်သင့်မဖြစ်သေးလို့ကိုဝင်ရှောင်လိုလျင်တော့၎င်းဓမ္မတာရက်နဲ့သားဥကြွေရွက်ကိုတွက်ချက်ပြီးတော့ချစ်တဲ့သူနဲ့အတူတူနေနိုင်တဲ့နေ့ရက်တွေကိုကြိုတင်သတ်မှတ်ရမှာအထောက်အကူဖြစ်စေပါတယ်ဒါအပြင်ရှူရခဲ app မှာကမိမလလေးတို့အတွက်အရေးကြီးတဲ့ရေတောက်ခြင်းကိုသတိပေးနိုင်မှုအတွက် water reminder လေးလည်းပါရှိပါတယ်နော်အော်သမီးလည်းဒီ application ကြောင့်တည်တဲ့လောက်တည်သွားပြီဆိုတဲ့အခါကျတော့ဟိုသမီးကိုကလည်း view site တက်သွားမှာပေါ့အဲ့တော့ကိုကဒီ application လေးကြည့်ပြီးတော့ view site လိုက်တာနော်သမီးနော်ဟိုအန်ဒီကတော့အန်ဒီတာကိုတစ်ခါလေးပြန်ခေါ်သွားလိုက်တော့မယ်ဒီလားအဲ့တော့သမီးတိကျရရှိတယ်ဒီနေ့မှာထပ်ပြီးတော့မေးလိုက်ပေါ့အဆုံးပါတယ်သမီးမဟုတ်လေနေလာမောင်ငါကမာတာရှူရခဲ app ပါဆိုလို့ရှိရင်မြန်မာနဲ့အင်္ဂလိပ်နှစ်မျိုးအသုံးပြုနိုင်အောင်လို့ဖန်တီးပေးထားပါတယ်ဒီလို tracking app တွေကိုလဆင်ကြီးနှစ်ဆင်ကြီးပေးသွင်းစရာမလိုဘဲနဲ့လုံးဝအခမဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်ဒါကြောင့်အခုပဲ download လုပ်လိုက်တော့နော်